ကျွန်တော်နဲ့ရုရှားပြန်စတာဟောင်းပို့တော့အဲ့တုန်းကကျွန်တော်ကျောင်းပြီးကစားရန်ကုန်ကျောင်း3ရောက်ခိုက်ပေါ့ကျွန်တော်ဘောလာနှကောင်ဖြစ်တဲ့စံကြီးနဲ့ကျော်လေးတို့အိမ်မှာစုံပြီးတောက်ဖြစ်ကြတယ်ပေါ့ပုံမှန်တိုင်းဆိုရင်ကျော်လေးတို့အိမ်မှာတောက်ဖြစ်ပါဘူးအဲ့ဒီကမိုးလေးဖွက်တွဲရာနေတာတကြောင်သူ့အိမ်မှာလူကြီးတွေမရှိတာကတကြောင်မာချီလေးလည်းရှိတယ်ဆိုပြီးတော့ကျော်လေးကပြောတာတကြောင်အဲ့ဒါတော့အဓိကပေါ့ဗျာရေတိုင်လေးလည်းဆေးကျင်လို့ကူပေါင်းကွာတားကြီးတို့ကဆိုတာတကြောင်အကြောင်းများစွာကြောင့်အဲ့ကောင်အိမ်မှာတောက်ဖြစ်ကြတယ်ပေါ့ဗျာကျော်လေးတို့အိမ်က9ထပ်အောက်ထပ်မှာသူတို့မိသားစုနေတယ်1လွာ2လွာ3လွာနဲ့4လွာမှာအိမ်ငါးတွေတင်ထားတယ်4လွာမှာကသူတို့မိသားစုနဲ့မကင်းညာမကင်းညောင်းဆွေမျိုးနည်းနည်းဆက်ပုံရတဲ့ရုရှားပြန်စစ်သားအဖိုးကြီးမိသားစုနေတယ်မနက်ဆိုတာနဲ့1လွာ2လွာ3လွာကလူတွေကရှိကြဘူးအလုံးသွားကြပြီ4လွာမှာပဲရုရှားပြန်စစ်သားအဖိုးကြီးနဲ့သူမိမကြံခဲ့တယ်သူသားကတော့နိုင်ငံခြားမှာလှုပ်နေတယ်ဆိုပြီးပြောတယ်အဖိုးကြီးကတခါလေဖောက်တတ်တယ်ဆိုပြီးတော့ကျော်လေးကပြောပြပါသေးတယ်အဖိုးကြီးတစ်ချက်ဖောက်ရင်လွယ်ဘူးစစ်ပွဲတွေလည်းအများကြီးနှွှက်ခဲ့တယ်လို့ပြောတာပဲတနက်လည်းရှိတယ်တဲ့ဒီကိုမရောက်ခင်ချားမနေတော့ကတနက်ကင်ကြီးတောင်းကျန်းလို့ဒီပြောင်းလာတယ်ဆိုပဲကွာဒီလိုနဲ့ကျွန်တော်တို့လည်းအရေးအေးကြီးဆိုင်အပြာတောင်းရဲစားငံဒီပူရဲရေခဲနဲ့တရပူမကြီးအနှစ်ရဲလေကြာကြီးတထုပ်ဝယ်လာကြပြီးလေးလာပေါ်တက်ကကျော်လေးတို့တတိုင်းလုံးသုံးတဲ့ဟိုက်ပါရေတိုင်ကြီးရှိတဲ့နေရာကိုတက်လာခဲ့ကြတယ်အပေါ်ရောက်တာနဲ့ရေတိုင်ကြီးအဖုံးကိုဖွင့်ဘေးနာရှိတဲ့တသားလုံးတွေကန့်လန့်တင်ပြီးအဲ့ပေါ်မှာတောက်ဖို့မျိုးဖို့လုပ်ကြတယ်ပေါ့နော်ကျွန်တော်တို့ထဲမှာသူများတွေလိုအရက်တောက်ရင်ကိုလာတို့ဘာတို့ရောချတာတဲ့တရပူမကြီးအနှစ်တို့တရက်ဖြော်ကြီးတို့နဲ့ရောချတာများတယ်ဘယ်ကနေဘလို့စတန့်စထွင်ပြလဲဆိုတာတော့နောက်ခါကျရင်ကြုံရေးပါအောင်မယ်ဒါပေမဲ့ကျွန်တော်နဲ့ဆန်ကြီးတောက်တာကတရပူမကြီးရေကိုရေတံဘူးတဲ့နည်းနည်းထက်ရေနဲ့ရောခလောက်ပြီးမှအရက်နဲ့ဆက်တောက်ကြတာစားငယ်စီလေးစီတော့မျိုးချဒါမို့လဲငုံသားရောတာပေါ့နော်ကျော်လေးကအဲ့လိုမဟုတ်ဘူးမကြီးအနှစ်ရေကိုဒီကရက်တဲ့ရောတယ်စားငယ်စီကိုလည်းရက်တဲ့ကိုထည့်တဲ့တခါတည်းရေနှစ်စစ်အဲ့နှစ်စစ်အပြင်ကိုဗစက်တဲ့ထည့်ပြီးတစ်စီးကစုပ်နေလိုက်သေးတယ်။ရောင်းကျော်လေးမင်းပန်းကပါရောက်မယ်နော်ဆိုပြီးဆန်ကြီးကတတိပေးပြောလိုက်သေးတယ်။တကောင်သားကျော်လေးကအေးစေး easy going ဆိုပဲ okay မိုးလေးကလည်းအေးရက်ကလေးကလည်းစားငင်တီးစီလေးနဲ့မကြီးရီလေးနဲ့ရောတာဆိုတော့လှုပ်ကောင်းပါဗျာဒီကြားထဲမာရှီလေးကိုလည်းခွာလိုက်သေးတာပေါ့ဗျာပထမတစ်ထောင်ကုန်းလို့နောက်တစ်ထောင်တော့သွားဝယ်လိုက်သေးတယ်တောင်းရင်နဲ့ထွေရလေးပါပြောတော်တဟားနဲ့ပေါ့ဘယ်စောကဘလို့ဘယ်ပုတယ်ညာဖောင်းတယ်ဘယ်မင်းမိကဘလို့ဒါစုံစီနေတာပဲအဲ့ချိန်မှာပဲကျော်လေးကလန်ရနဲ့ထောက်ရတယ်ဟာသွားပြီအဲ့တန်တဲ့အတူပဲနောက်ဆက်တွဲပတစ်တူဘျူးဆိုတဲ့အတန်ကကျော်လေးစီကတစ်ဆက်တည်းကြားလိုက်ရတယ်ဟာဘက်နဲ့ဆိုပြီးကျွန်တော်လည်းကြည့်လိုက်တော့အာလာကျော်လေးဖင်ကနေတန်းနဲ့ထွက်ကြနေတဲ့အီလေးအဲ့ချိန်မှာပဲတိုက်ဆိုင်ချက်ကရေတိုင်ကြီးဘေးကဘူစတာဘက်ကတလက်စားတဲ့ရေတွန်းတန်ကိုကြားလိုက်ရတယ်ရေဘက်ကိုပြေးပေးလိုက်ရင်ရတာပဲလို့တွေးမိကြမယ်ထင်ပါတယ်ဒီနေရာမှာကျွန်တော်နည်းနည်းရှင်းပြမယ်ရေတိုင်ကြီးကနှလုံးရှိတယ်တစ်လုံးမှာတစ်လုံးကအသေးတစ်လုံးကအကြီးအသေးတစ်လုံးကအပေါ်က4လွှာနဲ့3လွှာအတက်အဲ့ဒီမှာမိန်းရေပါမရှိဘူး3လွှာနဲ့4လွှာကရေဆွဲလိုက်ပြီဆိုတာနဲ့ဘူစတာဘက်ကတခါတည်းတန်းဖို့ရေသွားကောင်းဆိုပြီးတော့ဘလို့ရေသမားကဘလို့အိုင်ဒီယာနဲ့လှုပ်ထားတဲ့မသိကျော်လေးကဦးကြောင်ဖြစ်ပြီးကြည်နေတဲ့ကျွန်တော်2ယောက်ကိုကြည်ပြီးတာကြီးတို့4လွှာကိုပြေးစင်းအမြန်ပြေးစင်းဟိုဘိုးတော်အခန်းကိုရေမသုံးဖို့အမြန်သွားပြောအခုမြန်ပြောမဟုတ်ရင်အီးရီတွေသူတို့တုံးပြီးပြဿနာတွေရှင်းပြအောင်တတ်ကုန်လိမ့်မယ်ကျွန်တော်နဲ့စံကြီးလဲရေတန်ကြီးဘောကနေခုံစင်းအောက်ကရုရှားစစ်ပြန်ကြီးဆိုတော့ဘိုးတော်အခန်းကိုပြေးကြရတာပေါ့ဟိုရောက်တော့အခန်းကမပိတ်ထားတော့တော်သေးတယ်အဲ့ဒါနဲ့အခန်းကိုပြေးဝင်ပြီးဟိုကြည့်ဒီကြည့်နေတော့ရေချိုးကန်းထဲမှာရှိနေတဲ့ဘွားတော်ကိုတွေ့ပြီးရေမသုံးဖို့လမ်းပြောလိုက်တယ်ဘွားတော်ကလည်းဦးကြောင်နဲ့ကျွန်တော်တို့ကိုကြည့်ပြီးဘာလဲပေါ့ဆိုတဲ့အထားနဲ့အဖိုးကြီးကိုလှမ်းអော်လိုက်တယ်အမလီ
ရေချိုးခန်းထဲမှာမိန်းမကလေးတယောက်တည်းရှိနေတာကိုပေါင်းပြီးလက်ကတကြီးတွေနဲ့ဝင်လာကြတယ်ကဲကြပါဦးရှင်နဲ့ဟုတ်တော့ဟုတ်တာကျွန်တော်တို့လည်းအပေါ်မှာရေကန်စေးမယ်ဆိုပြီးပေါင်းပြီးတွေချွတ်ဘစ်တွေနဲ့မာရှီလေးတွေတောက်နေရက်ကလေးတွေတောက်နေကြတယ်အဲ့ချိန်အဖိုးကြီးကပြေးလာပြီးကျွန်တော်တို့ကိုမြင်လာတယ်ဘဲကောင်လေးမင်းတို့အတင်ရဲလာပြီလားဟမ်အနန်းနေရလဲမှုန်းထွန်းနေရပဲငါလူကလေးတွေမင်းတို့ထဲဝင်ပြီးဘာလို့ကြလဲရောက်နေမဟုတ်ပါဘူးဗျာကျွန်တော်တို့ကရှင်းပြချိန်တော့မရဘူးတော်တန်တိတ်ဆန်းငါလိုရုရှားစစ်ပြန်ကြီးရှိတဲ့အိမ်ကိုဗျာရာဆက်စနဲ့မင်းတို့တော့သေပြီဆိုပြီးတော့အဖိုးကြီးကပြောဆိုနဲ့အိမ်ရှိကိုထွက်တကားကိုပိတ်လိုက်တယ်သူမိမအဖွားကြီးကိုလည်းသူတို့အိတ်ခဲတဲ့ဝင်နေခိုင်းလိုက်တယ်သွားပြီကျွန်တော်တို့လည်းတခါမှမဖြစ်ဘူးတဲ့အပြင်တနက်ပါရှိတဲ့ကြားတော့ကြောက်တူးတွေတော့ပြီးတော့အဘရင်ကျွန်တော်တို့ထပ်ပြီးတော့ရှင်းပြတော့တန်တိတ်ဆန်းဆိုပြီးတော့အဖိုးကြီးကဘေးနာရိုးစင်ဘေးမှာအဝတ်အုပ်ထားတဲ့နေရာတစ်ခုကိုလှမ်းဖယ်လိုက်တယ်ကျွန်တော်တို့နှစ်ယောက်ထင်တာတော့ဒုတ်ဒါမှမဟုတ်ရင်တနက်ပဲပေါ့ဗျာဘယ်ဟုတ်လိမ့်မလဲစေးမဲအောင်ဆိုရတဲ့ကြိုက်တီကိုဝါတနေကြီးရဲ့အမေဘိုးတော်ကကြိုက်တီကိုဝါတနေကြီးကိုဟမ်ပါပါနဲ့ထုတ်ပြီးကျွန်တော်တို့ကိုချိန်ထားတယ်မလုံနဲ့ပြစ်ချလိုက်မယ်ဒါပါလေမင်းတို့သိတယ်မလားကျွန်တော်တို့မှာတောက်ထားတဲ့အရက်အချိန်များပါပျောက်ပြီးဒီကျင်စိမ့်ကိုမလဲအောင်ပြီးတော့တနက်ပါအဘအေးဒါတနက်ပြင်သေးတယ်မင်းတို့လိုလူဆိုးလူမိုက်ကောင်းတွေကိုနှိမ့်နှင်းဖို့အတွက်ရုရှားနေတကူးတကမှားထားရတာကွာအဲ့လေနေလေစွာပေါ့စေးမဲရောက်တုတ်ထားတဲ့ကြိုက်တီယိုဝါသနကြီးကိုရုရှားနေတကူးတကမှားထားရတာတဲ့ကျွန်တော်လဲရီရင်စိတ်ကိုမနေ့အောင်ပြီးတော့စံကြီးကိုမျက်စပစ်လိုက်တယ်စံကြီးကတော့မနေနိုင်တော့ဘူးထင်ပါတယ်ထရီပါလေနော်စံကြီးတော့ကျွန်တော်လဲမနေနိုင်တော့ထရီမိတယ်အဲ့မှာပဲရုရှားပြန်စစ်သားဟောင်းဆိုတဲ့ဘိုးတော်ကအောင်မှာမခက်လေးစားနဲ့ဆိုပြီးတော့ကြိုက်တီယိုတက်နဲ့နောက်ဖင်နဲ့ကျွန်တော်ကိုထုထဲပါလေကျွန်တော်လဲအမြန်ရှောင်းလိုက်ပြီးရှင်းပြလို့မရမယ်သူပြေးတာပဲကောင်းတယ်ဆိုပြီးတော့တကားပေါက်ကိုပြေးတယ်စံကြီးကလည်းချက်ချင်းအဖိုးကြီးကိုတွန်းထုတ်ပြီးနောက်ကလိုက်ပြေးတယ်တကားပေါက်ကဂျမ်ထိုးလာတာတော်သေးတယ်ကျွန်တော်တို့လည်းအောက်ကိုဆင်းပြေးအဖိုးကြီးကလည်းဖင်နိုင်ကြရနေချက်ချင်းထနောက်ကနေကြိုက်တီကိုဝါတနကြီးကိုင်းပြီးတော့မင်းတို့ကောင်တွေသိပြီးဆိုတာကြိုက်တီကိုဝါတနကြီးနဲ့တဒတ်အိမ်အောက်ထိလိုက်ပစ်ပါလိမ့်မယ်ဗျာအမေအောက်ရောက်တော့ရုရှားပြန်စစ်သားအောင်ဖိုးကြီးကမောလို့ထင်ပါတယ်ခဝိုးရနေစက်မလိုက်တော့ပဲနဲ့ကြိုက်တီကိုဝါတနကြီးနဲ့တဒတ်ပစ်တာကိုခဏရက်ပြီးကျွန်တော်တို့ကိုလှမ်းအော်တယ်မင်းတို့လိုတခိုးလက်တော့လို့တွေကိုအများကြီးနှိမ့်နေမှုရအတွက်ငါတနက်ကြီးကိုအားနာလို့ခဏနားပေးလိုက်ပြီးတယ်လေကျွန်တော်တို့လဲတိုက်ကိုဘေးလေးနဲ့ဆင်းပြေးရင်အဖိုးတနက်ကြီးကကြိုက်တီကိုဝါတနက်ကြီးဗျာလို့လှမ်းအော်ထည့်လိုက်သေးတယ်ပေါ်ထပ်မှာတော့ဟိုကောင်ကြော်လေးကတော့ဘယ်လိုဘုံရှင်းပြီးကြံခဲ့လဲမသိဘူးကျွန်တော်တို့ကတော့ဖနှောက်နဲ့တင်မတတတဲ့ကြောင်အင်ကိုတော့ပြန်ပြေးပါလေတော့ဗျာနောက်ဆက်တွဲကတော့ရုရှားပြန်มาဆိုတဲ့စစ်သားဘိုးတော်ကြီးကကြော်လေးမိဘတွေလာတော့ကျွန်တော်တို့အကြောင်းကိုတိုင်းတယ်ကြော်လေးမိဘတွေကတဆင့်ကျွန်တော်တို့ရဲ့မာတာမိခင်တွေစီပါရောက်မာတာမိခင်တွေစီရောက်တော့ရက်ွက်တဲ့ဟိုးလေးတွေကြောနဲ့တရင်တွေအတင်းတွေဖြစ်သွားပါရောလားကြော်လေးဆိုနှပ်ပဲတော့ပျောက်ပြီးတော့ပါကြီးဆိုတဲ့နှပ်ပဲပါခဏတွင်သွားသေးတယ်နောက်မှကျွန်တော်တို့သိရသည်ဟာအဖိုးကြီးကရုရှားစစ်ပြန်လဲမဟုတ်စစ်ကားတွေအကြည့်များပြီးစေဦးယူနေသည့်အဖိုးကြီးပဲသူ့ကိုယ်သူရုရှားအာနိုတို့ဘန်ဒိန်တို့ရမ်ဘိုတို့ပင်ထင်နေသေးသည်လက်ပေဆိုင်တွေမတော်စထိုင်မီလီယံပဲဇကားများတဲ့ကဇက်ွက်များကိုသူကိုယ်တိုင်လှုပ်ဆောင်တကယ်သို့ဘေးနာဝိုင်းများကိုပြောတဲ့ရှောင်ပြေးကြသည်များပင်ရှိသည်ဘိုးတော်ခင်ဗျာအသက်လည်းကြီးလာတော့တငယ်ကလည်းပြန်စိတ်ကလည်းလွတ်တနက်ကိုရုရှားကနေမှားရတယ်ဆိုပြီးသူသားကကျင်းထည့်ပေးရတာအဟုတ်မှတ်ပြီးတော့အဲ့လိုလိုက်ပြစ်နေကြတယ်ပထမနေတဲ့နေရာမှာတော့ကလည်းအဲ့လိုလိုက်ပြစ်လို့ရက်ွက်ယုံတွေရောက်ရန်နေဖြစ်ပြီးတော့ဒီကိုပြောင်းလာတယ်ဗျာတငယ်ချင်းကြော်လေးတတိယစိတ်နဲ့အမှတ်တရဖြစ်ပြက်လေးကိုမှတ်တတ်တင်ရေးလိုက်ပါတယ်
မင်းလည်းရောက်နေရနေရာတိုင်းမှာမကြီးအမှဲ့အနှစ်ရမြင်တိုင်းငါတို့တတိရပါစေကွာရိုဘန်ချီခွေးတကောင်ရဲ့ဒိုင်ယာရီ